မ်းမိတ်ဆိုတဲ့ဥစ္စာမှာဘာတွေပါလာလဲဆိုတော့ရင်ထဲကနေတိဆောက်တဲ့အရာတွေအများကြီးပါတယ်ဂီတာတစ်လုံးမှာဂီတာဆိုတာဒုတိယပစ္စည်းဖြစ်တဲ့အတွက်ကိုတကယ်ကိုရင်ထဲကတိဆောက်တဲ့ဟမ်းမိတ်တွေကစိတ်ရဲ့ခံစားမှုတွေနဲ့အများကြီးတိဆောက်တာဂီတာတစ်လုံးအထဲတွေက resin တန်းတွေကချုပ်ထားတဲ့တန်းတွေကစဂီတာတစ်လုံးမှာအရင်အသက်ဝင်ဒီဂီတာအလုပ်ဆိုတာဂီတာကိုတကယ်ဝါသနာပါမှဒီလုပ်ငန်းကလုပ်လို့ရတာဒီပြည့်အလုပ်တွေလို့10တန်းအောင်လို့အလုပ်ခန့်တယ်အလုပ်လုပ်တယ်ဆိုတဲ့ပုံစံမျိုးမရဘူးတစ်သားတွေနဲ့ပတ်သက်ရင်တော့တစ်သားတွေက6တွေ့တဲ့အပိုင်းတွေမှာအများကြီးပါတယ်တစ်သားတွေစိုးတိုင်းနေဒီတော့မှတုံးလို့မရဘူးတစ်သားတွေကသူ့အနေနဲ့သူ6တွေ့မှုပိုင်းဆိုင်ရာတွေမှာအများကြီးလိုအပ်တယ်။ဒါပေမဲ့ဒီ net တွေဆိုတာလက်တန်တွေပါတယ်ဆိုတာအများသောတုံးတာဒီမြန်မာပြည်မှာကျွန်းကိုအဓိကထားတုံးတာလက်တန်တွေကဒီ finger board တွေကလည်းတော်တော်များများတုံးတဲ့ဟာကတော့ဘောင်းတန်းတွေမှာတော်တော်များများတုံးတာတော့ပြင်းကလူတုံးတာအပေါ်တန်းတွေမှာကျတော့ဟိုရင်းတိုက်ပေါ့နိုင်ငံခြားကရမှာတော့ခေါ်တာ rule လို့ခေါ်တာပေါ့နော်အဲ့ finger board တွေတုံးတာဒီမျက်နှာဖုံးဆိုရင်လည်း top တွေဆိုရင်လည်းဒီကောင်တွေကဒီဗမာပြည်မှာလောက်တာကြတော့ကိုယ့်အနေကိုခွဲစိတ်ပြီးတော့ထင်းတော့ခွဲစိတ်ပြီးတုံးတယ်အဲ့ဒီပြင်မှာနောက်တသားတုံးလို့ရတယ်ဗမာထွက်တဲ့တစ်ကရိုးသားရှိတယ်တောင်ပိန်းလည်းရှိတယ်အဲ့နှမျိုးတုံးလို့ရတယ်ဘက်တွေ site တွေကတော့ဒီဘေးတွေနောက်ဖက်တွေကြတော့တာမန်ဆိုရင်ဒီအထက်သားလောတဲ့အထက်သားကိုတုံးလို့ရတယ်လောတဲ့အထက်သားကိုဘယ်ဒီ site တွေလို့လို့ရတယ်တူးတဲ့နည်းနည်းမြင့်သွားရင်တော့အခုအများခေါ်နေတဲ့ all solid ဆိုတဲ့ဥစ္စာတစ်သားပြားဘယ်နဲ့ site နဲ့တစ်သားပြားကိုလွှာထားတာအဲ့ဒီကောင်နဲ့တုံးလို့ရတယ်အဲ့ဒါတွေကလက်ရှိလဲအကိုတို့ဒီ marshal ဆိုတဲ့ရှိမှလုံနေတာဒါပေမဲ့ quality နဲ့လုံနေတာအလုံးကြီးအများကြီးမထွက်ဘူးကြတာအလုံးကြီးအများကြီးမထွက်ဘူးသူ့ဈေးနဲ့သူတန်နေရမယ်ကြတာတွေကထုတ်လုပ်ပေးနေတဲ့ကြတာတွေကသူ့ဈေးနဲ့သူအကုန်တန်ရမယ်ဒီကတန်ရမယ်ဆိုတဲ့သဘောကဘာကိုပြောနေတာလဲဆိုတော့တီးနေနဲ့အဲ့ဒါတွေနဲတယ်ရေရှည်တုံးလို့ရတယ်ဒါပေမဲ့ဂီတာဝယ်ယူတီးတဲ့လူတွေကလည်းဘာလို့အပ်လဲဆိုတော့ဂီတာကိုထိမ့်သိမ့်မှုတော့လိုအပ်တယ်ပစ္စည်းတစ်ခုကိုကောင်းတယ်ဆိုပြီးတော့ပြစ်စလက်ကတုံးရင်ဒီပစ္စည်းကပျက်စီးမှာပဲဟုတ်တယ်မလားဒါပေမဲ့သူ့တန်းတစ်ခုကတော့ကျင်းတည်ရှိတယ်ဒီအကောစိတ်တွေနဲ့ပတ်သက်လို့ဗမာပြည်ကထုတ်တဲ့ခါတွေကအတမိုင်းဆိုင်ရာတွေမှာဒီဆက်နဲ့ထုတ်ထားတဲ့ဂီတာတွေနဲ့ကွာခြားမှုတွေအများကြီးရှိတယ်ဆက်နဲ့ဆိုတာကတော့တပုံစံနဲ့တွားတာဒီပေါ်မှာအကိုတို့သိတာကြတော့အသက်မဝင်ဘူးဟမ်းမိတ်ဆိုတဲ့ဥစ္စာမှာဘာတွေပါလာလဲဆိုတော့ရင်ထဲကနေတိဆောက်တဲ့အရာတွေအများကြီးပါတယ်ဂီတာတစ်လုံးမှာဂီတာဆိုတာဒုတိယပစ္စည်းဖြစ်တဲ့အတွက်ကိုတကယ်ကိုရင်ထဲကတိဆောက်တဲ့ဟမ်းမိတ်တွေကသူ့နေရာနဲ့သူတော်တော်လေးကောင်းတာများတယ်ဆက်နေရတော့ကောင်းရင်လည်းတပုံစံနဲ့မကောင်းရင်လည်းတပုံစံနဲ့တတန်နဲ့ပဲထွက်တာဆက်နဲ့ထုတ်ထားတဲ့အရာတွေမှာလည်းသူ့အနေနဲ့သူအားလုံးတီထွင်စမ်းတစ်ပြီးတော့ထုတ်တာအခုဒီမှာလဲနဲ့လုပ်တဲ့အရာတွေအားလုံးကအကုန်လုံးစက်ပိုင်းဆိုင်ရာဆိုတာတော်တော်လေးနဲတယ်တော်တော်နဲတယ်စိတ်ရဲ့ခံစားမှုတွေနဲ့အများကြီးတိဆောက်တာကြတာတစ်လုံးအထဲတွေက resin တန်းတွေကချုပ်ထားတဲ့တန်းတွေကစကြတာတစ်လုံးမှာအရင်အသက်ဝင်ဘယ်နှမျိုးလောက်ရှိလဲဆိုတော့ဒီ finger board ဆို flat wire တွေရှိတယ် side door တွေရှိတယ် net တွေသူကအများကြီးပေါ့ကွာသူ accessory အကုန်လုံးအများကြီးပါတယ်အများကြီးပါတယ်ကျိုးတွေရတယ်အကိုတို့ကတော့အခုလက်ရှိရောင်းတန်းနေမှာတော့ဟိုသူများတွေကတော့ဟိုနိုင်ငံခြားကျိုးတို့ကိုသူ့ဈေးတန်းနဲ့သူရောင်းနေကြတာပေါ့အခုအကိုတို့ကတော့ကိုဖြီတွင်းကထုတ်တဲ့ကျိုးနဲ့ပဲတုံးတယ်ဒါပေမဲ့ဒီကျိုးလေးတွေကအဆင်ပြေတယ်လက်ရှိမှာတော်တော်များများလေးအဆင်ပြေတယ် professional တီးလို့မရဘဲနဲ့အခုအများသုံးတဲ့နေရာမှာတော့အများကြီးအဆင်ပြေအချိန်ပေးရတယ်။ also လေးတွေဆိုရင်4-5လပေးရတယ်။ဘာလို့လဲဆိုတော့တဘာဝအတိုင်းတိဆောက်တဲ့အတွက်အချိန်4-5လပေးရတယ်။တည့်ရဲ့ဒီတစ်မှာစိုးတိုင်းနေတဲ့ရေတက်ဒီပါတွေသူ့တဘာဝအတိုင်းထွက်သွားဖို့သူ့တဘာဝအတိုင်းသွားဖို့အတွက်ကိုဟာမိတ်ဖြစ်နေတဲ့အတွက်ကိုစောင့်ဆိုင်မှုတွေအများကြီးပေးရတယ်ဟိုစက်တွေနဲ့ pressure တွေနဲ့ဟိုမီးတွေနဲ့ပါတယ်တွန်းဖိပြီးလုံးနေတဲ့ဂီတာတွေမဟုတ်ဟမ်းမိတ်စစ်စစ်ဖြစ်နေတယ်ဟမ်းမိတ်စစ်စစ်ဆိုတာအားလုံးလက်တွေနဲ့အကုန်လုံးတိဆောက်တာစက်တွေအကုန်ကြီးနဲပါတယ်စ
ဆက်အကူကြီးမတုံးလားဆိုတော့တုံးနေတဲ့နေရာတော့တုံးတာနော်ဟမ်းမိတ်အစ်စ်ကဟမ်းမိတ်အစ်စ်လှုပ်လာတဲ့နေရာကကြတော့ဆက်အကူကြီးတွေနဲပါလုံးအားကြီးကိုယ့်ရဲ့စိတ်နဲ့ကိုယ်ခံစားခြင်းနဲ့ကိုယ်တိဆောက်တယ်ပြရတယ်အဲ့ဒီ ossolid တွေဆိုရင်အချိန်တော်တော်လေးပေးရတယ်ဟိုစိတ်ထဲမှာတော်တော်လေးမူဝင်တဲ့အချိန်ကြောင်းရင်လုံးရအသက်ဒါအသက်ပုံဝင်ပြင်မှာပြီးရောဆိုတဲ့လုံးတဲ့အစိတ်ပိုင်းတွေကြတော့ဂျောင်းလန်းစိတ်ဓာတ်မျိုးနဲ့ပေါ့စိတ်ဓာတ်ပေါ်မှာလည်းအများကြီးမြည်တည်တယ်ဒါတစ်လုံးတိဆောက်တယ်ဆိုတော့ကိုစတင်ပြီးလှုပ်လာတာဝါသနာပါခဲ့တာပေါ့နော်ဒီကရာလုပ်ငန်းဆိုတာကလည်းစီးပွားရေးပဲခေါင်းနဲ့ထည့်ပြီးလုပ်လို့မရဘူးဘာလို့တော့တကယ်ဝါသနာပါမှကရာလုပ်လို့ရတယ်အလုပ်ဘလောက်ပဲလုပ်ချင်အလုပ်သမားစိတ်ဓာတ်နဲ့လုပ်လို့မရဘူးကရာပေါ်မှာတကယ်ခံစားမှုရှိမှကရာလုပ်လို့ရတယ်မဟုတ်တော့ကရာလုပ်လို့မရဘူးကရာတော့ဖြစ်လာမယ်ကရာတက်လက်ကောင်းတဲ့ကရာတက်လက်ဘယ်တော့မှမဖြစ်လာဘူးအခုတို့စလို့တော့9တန်းကြောင်းပိတ်တဲ့အချိန်မှာအဲ့အချိန်မှာကရာကိုအယံဝါသနာပါလို့ကရာလောက်ကရာနည်းနည်းပါးပါးတီးတဲ့ခေါက်တတ်တော့ကရာတီးတဲ့လူတွေအယံရှာတယ်အဲ့ခုနှစ်ကိုပြောရမယ်ဆိုတော့9တန်းကြောင်းပိတ်တဲ့အချိန်83လောက်ကကြောင်းပိတ်ရင်ကရာဘယ်နေရာမှာလှုပ်လဲလိုက်ရှာပြီးတော့တွတ်တယ်ပညာလိုက်တင်တာပေါ့နော်ဒါမြန်မာပြည်ရဲ့လိုလှုပ်ဆက်အတိုင်းတင်တာဟိုနိုင်ငံခြားလိုစက်ပစ္စည်းတွေနဲ့မဟုတ်ဟမ်းမိတ်တွေအစ်စ်တွေအားလုံးဒီကရာအလုပ်ဆိုတာကရာကိုတကယ်ဝါသနာပါမှဒီလုပ်ငန်းကလုပ်လို့ရတယ်။ဒါပြည့်အလုပ်တွေလို့10တန်းအောင်လို့အလုပ်ခန့်တယ်အလုပ်လုပ်တယ်ဆိုတဲ့ပုံစံမျိုးမရဘူး။ရင်ထဲကနေပြီးတော့ဒီလုပ်ငန်းကိုဝါသနာပါမှရတယ်။တကယ်ကိုဝါသနာပါမှစိတ်ထဲပါမှဒီကောင်ကတီးဆော့တာ။အဲ့ကြတော့မှလုပ်တဲ့လူရဲ့စိတ်ဆန္ဒအဲ့ကရာတွေပေါ်မှာမူတည်ပြီးအတန်တွေထွက်လာတယ်။ဝယ်တဲ့လူဘက်တွေကပစ္စည်းကောင်းမှုပဲလိုတာပါဒါစီးပွားရေးနဲ့ပတ်သက်တဲ့အတွေးခေါ်တွေပဲဖြစ်သွားပြီဟိုပစ္စည်းဈေးတက်တာတို့ဒီပစ္စည်းလုပ်ငန်းကိုတကယ်အာရုံစိုက်ပြီးတကယ်နဲ့ဝါသနာပါနေတဲ့လူတွေကဒီဈေးတက်တာတွေပါလေသူတို့ခေါင်းထဲမှာမရှိဘူးဒါလည်းလက်ရှိအကိုတို့ခေါင်းထဲလက်ရှိအကိုတို့ကိုယ်တိုင်တိဆောက်နေတာကိုဈေးတက်လို့ဒီဈေးတက်လို့ဒါတွေမရှိဘူးဒါတွေမရှိဘူးကြတော့ကောင်းအောင်ဘလို့တိဆောက်နေဒါပဲရှိတယ်သူ့ဟာနဲ့သူကြိုက်တဲ့ဈေးနဲ့ပြောင်းတယ်ဒါမှမဟုတ်ဘာတွေကွာလဲတော့နိုင်ငံဂီတာတွေတဲ့တော့ခိုင်ခံ့မှုတွေဘာတွေကတော့တကယ် brand ကြီးတွေကိုပြောတာမဟုတ်ဘူးပေါ့နော်မာတင်တို့ဘာလို့ဒီဂီတာတွေကိုပြောတာမဟုတ်ဒီမာတင်တို့ဘာလို့ဆိုတဲ့ဂီတာတွေကနီးပညာတွေကောင်းလုံးအားကြီးတယ်သူတို့တီထောင်ခဲ့တဲ့ဥစ္စာတွေကလည်းအရင်မြင့်လုံးအားကြီးတယ်တီထောင်ခဲ့တာပွားချမှုကြီးပေါ့နော်ဒါမျိုးဂီတာတွေရှိတာပေါ့နော်အခုဘူဇွာတို့ဘာလို့အမေရိကန်ထုတ်တဲ့ဥစ္စာဂီတာတွေကတကယ်တန်းနေဗမာပြည်တော်တော်များများမှတီးနေရမဟာတော့ပြောနေရတာဟုတ်ဒါအများဆုံးတော်တော်များများတီးဂီတာမှာသုံးတဲ့ပစ္စည်းတွေကတကယ်သုံးလာတဲ့အခါကျရင်ဂီတာတကယ်လှုပ်လာရင်ပစ္စည်းတွေကတကယ်ရှားပါတယ်လိုချင်တဲ့ပစ္စည်းတွေကအခုတို့ဒီမှာတော်တော်ရှားပါတယ်အထဲတွေက resin တန်းဖို့ကွာလွယ်လွယ်ကူကူအများကြီးအောင်တကယ်ကိုအနူးစိတ်ကြတဲ့ပစ္စည်းတွေဖြစ်လာတယ်အဲ့ဒါတွေရဖို့ကတော်တော်ကြီးကိုရှားကြပါကိုယ်တိုင်ဖန်ပြီးယူမှရတဲ့အရာတွေအများကြီးပါဟိုအခုတို့လည်းဆရာလုပ်တဲ့အပိုင်းမှာမပါပါဘူးဟိုတို့တဲ့တီးတဲ့လူတက်တဲ့လူတွေဒီနိုင်ငံမှာအများကြီးရှိတယ်အခုလက်ရှိတဲ့သူတို့တွေအကုန်လုံးလုပ်နေကြတယ်အခုကဒီမာရှယ်ဆိုတဲ့တစ်စိတ်ကိုတီဆောက်ပြီးတော့အခုလုပ်တာအခုကမာရှယ်ဆိုပြီးမာရှယ်ဆိုမင်းဆိုပြီးအခုလုပ်တာဒါနဲ့အခုတို့တွားနေတဲ့ဂီတာတွေကအိုးကျိုင်းလုံးဖះကျောင်းတွေအထိတွားနေလက်ရှိတော်မိုဒီသားတွေမှာဂီတာတွေကိုကြက်ညက်ခံမှုနဲတယ်အဲ့တော့အခုတို့ကဘလောက်ရမှဘလို့ရမှဆုံးဖြတ်တာနဲတယ်သူတို့တော်တော်များများကိုပေးရတဲ့ဈေးနဲ့သူတို့လုံလောက်တန်အောင်သူတို့ဖះเจ้าနေမှာတုံးလို့ရအောင်အဲ့ဒါတွေအများကြီးလိုက်တိဆောက်ပေးနေကြတာ